လာတယ်တော်တော်လာနေပြီနည်းနည်းလေးရေကူးကတော့ကိုတိုးလိုက်အောင်ဟုတ်တယ်တော်တော်လာနေပြီလက်ကလေးထောင်လိုက်အောင်လက်ကလေးထောင်လိုက်အောင်ပို့စ်လေးပေးအောင်ပေးလေပြင်းနဲ့ပေးလိုက်အောင်နည်းနည်းထပ်တိုးထပ်တိုးမိုးတိတ်တုံလေးမမဝိုင်တို့တွေရေကူးကန်မှာကဲဖို့ထွက်လာပြီအခုတွေးတယ်ရေကူးကန်ကြီးရကြတော့လူကြီးရေကူးတဲ့ကန်ပေါ့နော်ဘေးနာအသေးလေးရကြတော့ခလေးရေကူးကန်လေးပါရှင်းတအားမအေးဘူးဒီလားကလောလုံးကတော့မိုးတော့တအားမအေးဘူးဘယ်မှဒီနာခြေထောက်ကြီးကလွတ်နေရနော်ဒီပြောတာဘယ်နာတိတ်တာလဲတော့မသိဘူးဟိုဘက်ကပို့တိတ်နေဟိုဘူးနဲ့ရေကူးတာရှင်းလည်းမတတ်ဘူးဟိုဘူးနဲ့မြုပ်နေတော့ကလေးကန်ကြီးပါထားတော့ဆိုတော့3ပေလောက်ပဲရှိပြီဝါရေတူမိုင်း What မမဝိုင်ရေတူမဒီကတော့မမဝိုင်နဲ့ပန်းပန်းနဲ့ရေငုတ်ပြိုင်မှာပါရေငုတ်ချန်ပီယံဘယ်သူဖြစ်မလဲဟောင်းပေါ့နော်နှာခေါင်းတိကရေထဲရောက်နေဆိုရပြီနော်စတော့မလားခိုင်းအတော့အောင်ရှိတာမဟုတ် 1 2 3ငုံရင်ပပန်းထငုံလိုက်ပပန်းငုံလိုက်ပပန်းအောက်ကိုချောင်းရ